တကောင်ကျွတ်မဖြစ်ချင်ရင်လှူကြငါတကောင်ကျွတ်အကြောင်းပြောပြအောင်ဟဲ့လူငယ်တွေမှတ်သွားကြဓမ္မတို့ဟိုကြွက်ရိုက်တဲ့လူတွေကြားလားပြောရအောင်မိဘုံလေးရှစ်တဲ့ကတစ်ဖက်ထဲဖောက်ထားအဲ့ဒီထဲမိကွက်ကလေးထဲကြားလားမိကွက်ကလေးထဲလွယ်ကလေးတစ်လုံးလွယ်ကြွက်ထဲဖို့ပြီးတော့ဟိုတန်ကြွန်နဲ့ကြွက်ရှင်ကလေးကိုအရေကလေးဖောက်ထားမသေးဘူးရေကလေးဖောက်ပြီးချိတ်ထားတာမပြေးနိုင်ဒုတ်ကလေးတစ်ချောင်းနဲ့ဟိုငါတကောင်ကျွတ်ပြောအကြောင်းကိုပြောခြင်းလို့မေးထားတာနော်လှုပ်စားဖို့အကြံကြောင့်ပေးတယ်မထင်နဲ့ဟိုနောက်ရလှုပ်စားမနေနဲ့ဟုတ်တကောင်ကျွတ်အကြောင်းသိခြင်းလုံးလို့ကိုတမင်တတ်တမေးထားရအဲ့ဒီလိုအရေကလေးဖောက်ပြီးချိတ်ထားကျွတ်ပေါ်တဲ့နေရာသွားသူကမီးဘုံနောက်ကထိုင်းနေတော့သူ့မမြင်ရဘူးပေါ့ပေါင်ရိပ်ထဲကအဲ့ဒီအရေကလေးဖောက်ချိတ်ထားတဲ့ကျွတ်ကလေးကိုမီးအောင်ချိတ်ထားကျွက်ကလေးကယုံလို့မရတော့အော်တော့ကျွတ်တန်ကြတော့ဘေးကကျွတ်တီကထွက်လာလိုက်အဲ့ဒီကျွက်ကလေးကိုခောက်ကနေရိုက်လိုက်လွယ်ထဲထည့်လိုက်ဟိုလှုပ်စားဖို့ပြောတာမဟုတ်ဘူးနော်ဒါလည်းသတိပေးရသေးတာအတော့ကြတကောင်ထွက်လာလိုက်ဒီကျွက်ကအော်လိုက်ထွက်လာလိုက်ခောက်ကနေရိုက်လိုက်လွယ်ထဲထည့်လိုက်တရားနာပရိသတ်ရေရွှေတွေမျိုးတွေရှိတဲ့ကျွက်ကတော့ပြိုးငနဲ့မသေးသေးဘူးပရိသတ်နည်းနည်းလေးတော့အသက်ရှည်ရောပေါ့ဟိုကျွက်တွေလာတော့သူ့ကြောင့်လာတော့ဟိုကျွက်တွေကြီးရိုက်တတ်သူကမသေးနိုင်ဘူးနည်းနည်းတော့ကြာလာပေါ့တာရှည်ခံပုံလေးပြောပါတယ်ဘယ်ကျွတ်မှမလာလို့ထိုင်းနေရတာကြာရင်လေကျွတ်ရိုက်တဲ့လူကရွှေမရှိမျိုးမရှိချင်ကြိုက်လားတကောင်နဲ့နေတဲ့ကျွတ်တကောင်ကျွတ်ကွာရောဟာသူ့တပ်ပြီးလွယ်ထဲပြန်နေတကောင်ကျွတ်ဆိုတာမြန်သေးတယ်ကြည့်လေတရားနာပြိဿဟိုမှာတကောင်ကျွတ်လေတကောင်နဲ့နေတဲ့ကျွတ်တဲ့တကောင်ကျွတ်အကြောင်းပြောတာဒါကြောင့်ဟိုနောက်ဘဝကတရားနာပြိဿသူများအလှခိုင်းတဲ့လူကြတော့ချွေရံပေါ်လာပေါ်တယ်ကိုယ်တိုင်လှူခဲ့တဲ့လူကြတော့ပစ္စည်းချမ်းသာလာဒါကြောင့်ကိုယ်တိုင်လည်းလှူတယ်သူများလည်းအလှခိုင်းတယ်ဆိုတဲ့လူကြတော့အချွေရံပေါ်တယ်ပစ္စည်းလည်းပေါ်တယ်အဲ့ဒီလိုဖြစ်ချင်ရင်တော့ဖြင့်တကောင်ကျွတ်မဖြစ်ရအောင်တရားနာပရိသတ်ဒါနကိုကြိုးစားပြုကြကောင်းမူလားပရိသတ်ကြီးတကောင်ကျွတ်ကထွက်သွားတာပါဟိုကတကောင်ကျွတ်မှမဟုတ်ပဲတကောင်လူကိုတကောင်လူတောင်မဟုတ်ဘူးယောက်ျားမှတကောင်ပြောဖြစ်တယ်ကဲကြည့်တရားနာပရိသတ်တယောက်တည်းဖြစ်နေရောတယောက်တည်းဖြစ်နေတော့ဒီကနေ့တော့တမညီခိုးကိုရမဲ့ပြီဟဲ့တောင်းမြေလွတ်တဲ့ခွင်းမကြီးပမာဏညီးပဲသွားရပါမထုံးနဲ့ဒီလိုညီးရင်တွားရင်လည်းပဲနောက်ရက်ရောက်သွားတော့ထမင်းသွားတောင်းဒီလိုပဲမျက်နှာလေးလွှဲနေဟောသမီးကြီးရောက်လာပြီပေးခွက်ကလေးဖေရဲ့တဲ့ဒီနေ့တော့တယောက်စားပဲထည့်ပေးလိုက်ပါဖေရဲ့ဟေးငါလည်းမမေးမိဘူးဟဲ့သမီးအဖေပထမဆုံးရက်က3ယောက်စာတောင်းတယ်ဟုတ်ကဲ့3ယောက်စာတောင်းပါတယ်ဖေးနောက်တရက်ကျတော့1ယောက်ယော့ပြီးတော့2ယောက်စာပဲတောင်းတယ်ဟုတ်ကဲ့လေအဖေပေးလိုက်တာပဲ2ယောက်စာပဲမဟုတ်လားကျွတ်တို့လောက်ပါတယ်လောက်တာဟုတ်ပါပြီသမီးဒီကနေ့1ယောက်တွက်တောင်းတာကဘယ်နဲ့ကြောင့်တော့အဖေပြောပြမယ်နားစင်မဖေရဲ့သမီးလေးမိဘနှစ်ပါးနဲ့အစာရေစာမစားရလို့ထွက်ပြီးတော့လာခဲ့ကြရာဟိုမဖေရဲ့အဲ့ဒါလေးတက်ခိုးတဲ့ဇယအဲ့ဒီတက်ခိုးတဲ့ဇယမှာမိဘနှစ်ပါးနဲ့နေပြီးတော့လာခဲ့ကျွတ်တို့လေတထေးတွေပါဖေရဲ့အဖေနဲ့အမေကတထေးကျုပ်ကတထေးသမီးဒီလိုတထေးကြီးတထေးကတော်ကြီးဘဝမှာလာခဲ့တော့ဟောဒီဇယကိုအမေကလည်းမတောင်းရဲဘူးအဖေကလည်းမတောင်းရဲဘူးဖေရဲ့ဒါကြောင့်လေမိဘနှစ်ပါးကိုကြွေးခြင်းလုံးလို့မိဘနှစ်ပါးအတွက်ရဲ့ကျုပ်အတွက်ရဲ့3ယောက်စာလာပြီးတော့ပထမတရက်တောင်းတယ်ဖေရဲ့အေးလေဒါကြောင့်ပထမရဲ့3ရက်စာတောင်းပြီးနောက်တရက်သမီးဘက်နဲ့ကြောင့်1ယောက်အတွက်လျှော့ပြီး2ယောက်စာပဲတောင်းတာတို့အဖေတို့ရဲ့ဖခင်ကြီးကထမင်းမစားရတာမဝတဲ့ရက်တင်များလာလို့
ကြီးကအဖေပေးလိုက်တဲ့ထမင်းကျွေးတော့လေမချင်းချိန်ပဲနဲ့စားလိုက်လို့စားဖို့နဲ့ပြီးတော့ကျုပ်ရဲ့အဖေကထဲကြီးသေပြီဖေရထားကြောင့်နောက်တည့်အမေအတွက်နဲ့ကျုပ်အတွက်သာကျုပ်တောင်းပါတယ်ဖေရဲ့အော်ဒုက္ခပါလားမစားရတဲ့လူတွေဒီနာရင်ရှိတယ်အောင်မေမစားရတဲ့လူတွေဟာတပြေလုံးမဒီလိုရှိနေကြမှာပါပဲလေချမ်းသာတဲ့တထေးတွေရှိသလိုဆင်းရဲတဲ့လူငွယ်တွေလည်းရှိကြတယ်ချမ်းသာတဲ့တိုက်ကြီးတာကြီးနဲ့နေတဲ့ဒီလူတွေရှိသလိုတဲခုတ်ကလေးတွေနဲ့မိုးရွာတော့အစိုးနေပူတော့အချောက်လောကကြီးဓာမျိုးတွေလည်းရှိသကိုအေးသမီးသို့တော်လဲငါသမီးဖေမေးမယ်နော်နှစ်ယောက်စာတောင်းတော့ညီအမေနဲ့ညီစားတယ်မဟုတ်လားဟုတ်ကဲ့ဒီနေ့ညီတယောက်ထဲစားမလို့အမေကိုမကြွေးတော့ဘူးလို့များကြံသလားသမီးရဲ့မဟုတ်ပါဘူးဖေအဲ့ဒီလိုမဟုတ်ပါဘူးကျုပ်အဖေကိုလည်းကျုပ်ကြွေးခြင်းနဲ့ကျုပ်အမေကိုလည်းကျုပ်ကြွေးခြင်းနဲ့သူတို့မွေးဖွားလို့ဒီအရွယ်ရောက်လူလားမြောက်လာတဲ့သမီးမို့မိဘကျေးဇူးတွေကျုပ်ပဲလို့ပဲဆက်ရှင်ပေးမယ်လို့အဖေကျုပ်အမေကလည်းနှစ်ယောက်ကျွေးမဲ့အစာကိုကျုပ်မစားသေးပဲနဲ့အမေအရင်ဝအောင်ကျွေးအမေမစင်းစားပဲနဲ့အစာလုံးပြီးတော့သေသွားလို့ကျုပ်မိဘနှစ်ပါးလူပြေမှာမရှိဘူးဖေရမရှိကြတော့ဘူးအခုကျုပ်တယောက်တည်းရှိတော့တယ်ဖေရဲ့တကောင်းကျွတ်မကြီးတောင်းမြေလွတ်တဲ့ခွေးမကြီးကျုပ်ခုကိုရောက်မဲ့ပြီဖေရဲ့အေးအော်တနာစရာပါလားသမီးကဲအဲ့ဒါကြီးရှိစီတော့ငါသမီးတို့အဖေနဲ့အမေကတထေးကြီးတထေးကြော်ကြီးဆိုတော့ဟဲ့ဘယ်မြို့ကတော့သမီးရဲ့ကျွတ်တို့ဗတ္တိယမြို့ကပါဖေဟာဒါဖြင့်ငါအရှင်သခင်ဂေါသကတထေးကြီးရဲ့မိတ်ဆွေများဖြစ်နေမလားစဉ်းစားဟဲ့သမီးမိဖေတထေးကြီးကဘယ်သူတော့ပါရဝရီတထေးကြီးလို့ခေါ်တယ်ဖေရဲ့ဟေးဟုတ်ပါပြီကိုကဲသမီးငါတို့အရှင်သခင်ဂေါသကတထေးကြီးရဲ့မိတ်ဆွေဖြစ်တဲ့ဗတ္တဝတီတထေးကြီးရဲ့သမီးဆိုတော့ကဲဘာမှမပူနဲ့သမီးလာဖေးထောင်လိုက်ခဲ့သမီးရဲ့ခေါ်နေတာကလည်းအဖေခေါ်လို့အဖေကလည်းသမီးလေးကသူအောက်မိတယ်ငါသမီးကြီးလာလိုက်ခဲ့ပြီတော့လိုက်ခဲ့ပြီးတော့ဆိုးပြီးတော့ခေါ်သွားသမီးအရာမှာထားပြီးမွေးစားခဲ့နောက်ရက်ကြတော့အလှတင်းကုန်စရအဖေလို့သူကသွားပြီးတော့ကျွေးရမွေးရဖေပြန်လာတော့မေးဖေးတဲ့ဟိုအဖေတို့လှူတန်းနေတဲ့ဇယကြီးမှာလာပြီးတောင်းကြတဲ့ယောက်ျားတွေမိန်းမတွေကဆူလို့ညံလို့ပါလားဖေရဲ့တဲ့သူတို့မဆူအောင်မညံအောင်ဖေတို့မတတ်နိုင်ဘူးလားအာသမီးဘယ်လိုမှမရဘူးဟာငတ်တော့လဲတိုးတာပဲသမီးရမဟုတ်ပါဘူးဖေရဲ့တဲ့သမီးဟိုမဆူအောင်ဖန်တီးပေးမယ်လေကဲကြံစမ်းပါဦးသမီးရဲ့ဝင်ပေါက်ထွက်ပေါက်တစ်ပေါက်ထဲထားဝင်ပေါက်ထွက်ပေါက်တစ်ပေါက်ထဲထားဒီဘက်ကထွက်ဒီဘက်ကဝင်နှစ်ပေါက်ထားပြန်တော့လေတိုးနေမှာစိုးလို့သူ့စိတ်ထဲစိတ်ကူးလေးနဲ့ကြံစီတယ်ဝင်ပေါက်ထွက်ပေါက်တစ်ပေါက်ထဲထားလိုက်ပြန်တော့လေဒီအပေါက်ကပဲဝင်ဒီပေါက်ကပဲထွက်အိုးတော်ကြထွက်သွားတဲ့လူကထမင်းနဲ့ဝင်လာတဲ့လူကထမင်းမပါထွက်လာတဲ့လူထဲကလူယူရင်လည်းဆူအောင်ပါပဲအရှိပြားကတစ်ပေါက်အနောက်ပြားကတစ်ပေါက်နှစ်ပေါက်ထားပြီးတော့သွားစရာလမ်းကလေးနဲ့လှုပ်ပေးရရင်ဖြင့်ဘေးကနေမတ်တက်ရပ်ပြီးတယောက်ပြီးတယောက်အစဉ်အတိုင်းသူတို့ထဲ့ပေးရရင်ဖြင့်ငြိမ်ပါပဲကြည့်အခုတော့အဖေတဲ့သမီးဖန်တီးပြီးပြီဖေရဲ့သမီးဖန်တီးပြီးလို့အဲ့ဒီလိုကြွေးရရင်ဖြင့်ငြိမ်လိုက်မဲ့ဖေရဲ့ဒေတာမငြိမ်တဲ့လူဆိုတာအဲ့ဒီလိုလမ်းကျင်းချင်းတယောက်သွားတာအောင်လှုပ်ပေးရတယ်ရုပ်ရှင်ရုံနေကြည့်ပေါ့လှုပ်ထားတာမြင်မှုတယ်မဟုတ်လားလက်မှတ်တိုးတဲ့အပေါင်သားလေ